လေမေမရနိုင်တော့တာသေးကြီးဆလပီတော့အိမ်မများစွာမလို့နေပါသေးလိုချင်တာတွေချရေးပြီးကလေးတွေရောက်လို့မျောလင်းမိငါရဲ့တဲ့မုန်တိုင်းတစ်ခုလို့ဝေရောက်ခဲ့လေပြီမန္တရာမှာချမ်းခဲ့တော့မကောင်းနိုင်တဲ့ထိတ်ချောင်းတွေမေးထားပြီးဝါခုပြန်အမေစားချင်မီအိုးရင်ချင်းကအမများပြန်လေဖားသေးရင်ပခုတ်တာဝေ